ပတ်စံနာမပေးရသေးလားသူ့သမီးကျတော့ရက်ကွက်ထဲမှာပြင်ဆင်နဲ့ကော့ပြန်လန်တယ်မင်းသမီးအောင်ရှုံးသေးငါကျွေးမသိတဲ့နဲ့ငါသမီးလေးတော့ထက်မပြောပါနဲ့ငါယူတာပါအေးငါယူတာငါပဲပြောပါဒီပုတ်ထဲကဒီပဲတွေပဲလေမအိမ်နဲ့သမီးနဲ့ဒီတိုင်ထဲမှာနေပြီးညိုစောတာပဲတူတူပဲလေအဲ့တော့ဒီပုတ်ထဲကဒီပဲတွေပဲဘာကူမလာရှက်နေရလဲပြောင်းဂရီပေးထားတဲ့စိတ်ငကက်လေးအမေကိုယ်တိုင်လေလိုက်လီစိန်ရွှေရနာဆိုင်ရဝဲလာတာဒီမှာကြည့်အမေဂရီတည်ရနော်သမီးတငယ်ချင်းမိတ်ဆွေတွေအကုန်လုံးကသမီးကိုချမ်းသာရဲဆိုပြီးတော့ပဲတိတ်ထားကြတာသမီးကတက္ကသိုလ်ကျောင်းတက်ထဲကဗဟန်းမှာအေကူနဲ့နေပါတယ်အမေကလည်းအင်္ဂလန်မှာနေပါတယ်ဆိုပြီးအားလုံးသိအောင်ပြောထားတာတော်များရင်ဘယ်မှာလဲတော်များရင်ခက်ခက်ဟမ်ဘယ်မှာလဲကျမပတ်စံကျွေးရှင်တို့ကတော့ယူရောဝတ်တမျက်နှာနော်ပေးခဲ့ကြတမျက်နှာမလုပ်နဲ့မဟုတ်ပါဘူးဟဲ့ငါမပြေလေသေးလို့ပါပေးပါမယ်ငါစူးစမ်းပြီးရှာပေးပါမယ်ဘာစူးစမ်းမှာလဲရှင်ပြောတဲ့ကကြော်လောင်းကြော်နေဒီမှာပေးစရာမရှိတို့လည်းမယူနဲ့လေဟုတ်ပါတယ်ဒီတော့တည်းမှာငါလည်းလေကျမ်းမာရေးမကောင်းလို့ဈေးရောက်မထွက်ဖြစ်တော့ပါငါရအောင်ရှာပေးပါမေနောက်နေပါတော့နဲ့ခုမရှိရှိရပဲရှိရမှာဘာရှိတယ်ရှိရသွားဆော့တော့ပဲကျမတို့ तू ကလေပတ်စံနာမပေးရသေးလားသူ့သမီးကျတော့ရက်ကွက်ထဲမှာပြင်ဆင်နဲ့ကော့ပြန်လန်တယ်မင်းသမီးအောင်ရှုံးသေးငါကျွေးမပေးတဲ့နဲ့ငါသမီးလေးတော့ထက်မပြောပါနဲ့ငါယူတာပါအေးငါယူတာငါပဲပြောပါဒီပုတ်ထဲကဒီပဲတွေပဲလေမအိမ်နဲ့သမီးနဲ့ဒီတိုင်ထဲမှာနေပြီးညိုစောတာပဲတူတူပဲလေအဲ့တော့ဒီပုတ်ထဲကဒီပဲတွေပဲဘာကူမလာရှက်နေရလဲပြောငါသမီးလေးကိုတော့ထက်မပြောပါနဲ့အေးငါတောင်းပါမှာအမလေးပြောမခံနိုင်ဆက်လိုက်ရှင်သမီးကိုစင်နှမကဘဲထွက်လာတယ်ကျမပတ်စံအောင်ကြနဲရွှဲညရွှဲနဲ့ညီတို့ပတ်စံကိုပေးရမယ်မျိုးရဲ့မမ်းမြောက်အဲ့လောက်ထိပြောမနေပါနဲ့ရော့ဒီမှာညီတို့ပတ်စံအဲ့မှာအရင်9000အတိုး1000 6000ကဲသွားကြတော့ဒီမှာသွားစီရလားအဲ့9000ကိုလေချီးတဲ့ကကျမလေဒီပတ်စံ9000လိုချင်လို့မဟုတ်ဘူးဒီမှာအဲ့ဒီဖွားကြီးကိုလေပြောချင်လို့လာတောင်းတဲ့အချိန်ကကြည့်လိုက်ဦးသူများလေအလုတ်ပြန်လာပြီးတော့တိတ်ဆိတ်တဲ့ချိန်ကျမှလာတောင်းတာဟုတ်တယ်ကဲညီတို့ပတ်စံရပြီမလားသွားကြပါတော့အေးကျေးဇူးတင်ပါတယ်ဆူဆူရဲ့တော်ပါသေးရဲ့ဆူဆူရောက်လာလို့နော်ကျေးဇူးတင်ပါတယ်မဆိုရင်အမေသမီးကိုလည်းနည်းနည်းမှငင်းညာချပါအောင်သမီးတက္ကသိုလ်ကျောင်းသူနော်အမေလောက်တရက်ကလုံးတိတ်ကုန်ပြီအချက်တွေကွဲကုန်ပြီဟုတ်ပါတယ်သမီးရဲ့ဟုတ်ပါတယ်အမေတောင်းမှမှာလေနော်အမေတောင်းဖြစ်သွားတာအမေတောင်းမှမှာလေအဲ့ပတ်စံတွေဘာလုပ်လိုက်တာလဲပြောဟဲ့နင်ဟာလေအမေအတုံးလို့ချိတာပါသမီးရဲ့အမေတုံးလို့ချိတာပါအမေတို့ကအဲ့ဒါပဲရှင်းတော့မရှိရင်မတောင်းနဲ့လေဘာလုပ်လိုက်ချင်းနေရလဲပတ်ပြီးတော့အခုတော့လာပြီးတော့အချက်ကွဲခံရတယ်သမီးအချက်ကွဲတယ်သိလားအေးပါမမလည်းဝစ်ပဲဝစ်ကျွေးပဲအေးပါသမီးလေးရဲ့မေတောင်းမှနဲ့နော်နောက်အဲ့လိုမျိုးမဖြစ်စေရဘူးနော်နောက်တစ်ခါအဲ့လိုမဖြစ်စေနဲ့တော့အေးပါအချက်တွေကွဲတယ်အေးပါသမီးရဲ့လာမအဲ့ဒီအိမ်မဲရုပ်ကလေးအကောင်မလေးကလေရုပ်ကလေးဘန်းပြပြီးသူ့ကိုယ်သူလေတထေးသမီးရောင်ဘာရောင်နဲ့အမလေးလူနေတော့ခြုံကြစိတ်တော့ဘုံဖျားရောက်နေတာဘာလဲအမတောက်တထေးသမီးတို့ပြောထားလားဟုတ်ကျွန်တော်ပြောတာလေအမလေးဘေရတာကွယ်သူ့မေမဆိုးမကြီးဈေးရောင်းပြီးတော့ရှာကျွေးနေရတာအဲ့သူ့ကိုယ်သူတထေးသမီးတို့ဘာလို့နဲ့အမလေးမသိလေပါရဝေးရနေသူတို့ပဲနော်မအေးရလေအမလေးမွဲတေနေကြည့်ပါလေအိမ်ကိုအိမ်ညဆက်နှုတ်ဆုပ်ဂုတ်ဆုပ်နဲ့ကျမနော်အမသားနော်တာသမီကြီးကိုချင်းစားလို့ပြောပြရနော်အမကျမပြောတယ်တော့မပြောနဲ့နော်တာတော့မပြောနဲ့နော်ဟုတ်ကဲ့ပြောပါဦးအမရဲ့မပြောပါဘူးဟိုလိုက်ပို့ပေးတာလည်းကျေးဇူးတင်တယ်နော်အမတာဟုတ်မင်းမြင်မိမှတ်လားထင်းရလေငါသားကိုတထေးသမီးအောင်ဆောင်ပြီးတော့ကြိုက်အဲကြောင့်မမေပြောပါတယ်စက်တွေ့တယ်က तू ကမယိုးသားပါဘူးလို့နော်တာနားလဲပါ့မယ်ဟိုအဲ့ဆိုအမကျမတို့ခွင့်ပြုပါအောင်နော်လာမမေတို့သွားမယ်သမီးမနှက်ပြန်ကြလို့ရှိရင်ဘွဲယူဖို့အမေဂရီပေးထားတဲ့စိတ်ငကက်လေးအမေကိုယ်တိုင်လေလိုက်လီစိန်ရွှေရနာဆိုင်ရဝဲလာတာဒီမှာကြည့်အမေဂရီတည်တယ်နော်သမီးရဲ့လေစိတ်ငကက်ကြီးကိုဖို့ပြီးတော့လေဒီမှာအမဒါကသမီးလေးဝဖို့ဒီမှာကအမေဝဖို့သမီးတယောက်လှလှကြီးသွားမယ်ဟိုပြီးတော့လေဟိုအမေကိုလေကြည့်အောင်သမီးရဲ့အမေမျက်နှာကိုလည်းလေဟိုဒီစက်ထုံးတဲ့အကောင်မတွေပေါ့နှက်ပြန်ကြလို့ရှိရင်ဒေါ်ကြီးသမီးဘွဲယူမှာဆိုတော့တဲ့ဟိုမိတ်ကပ်တွေပါပြင်သွားဆိုပြီးတော့အခုအစမ်းပြင်ပေးလိုက်တာတဲ့လှရလားအမေပြောင်းနှမ်းနေလားမသိဘူးမေကအသားမဲတော့လေနော်ပြီးတော့လည်းပြောအောင်မယ်သိလားလမ်းထိပ်ကလေဟိုတက်စီမောင်းနဲ့လေကိုအေးသိန်းတို့လည်းအမေကပြောပြီးပြီသူကလည်းလိုက်ပို့မယ်တဲ့အမေအားလုံးစီစဉ်ပြီးပြီငါသမီးလေးကလေစိန်ငကတ်ကြီးကိုပန်း
ဘွဲဝဆုံဆိုတော့ဘွဲဝဆုံကယူပြီးပြီလားငါသမီးလေးကဘွဲဝဆုံကြီးကိုဝတ်အမေကလေလှပပကြီးနဲ့လေငါသမီးလက်ကိုချိတ်ပြီးတော့ဟာလိုမိမ့်မြုံကြီးဓာတ်ပုံရိုက်မှာသမီးရဲ့နော်သမီးနော် နေ့ပဲဒါအမေလိုက်ရှာမလို့ ဘာဖြစ်လဲသမီးဘာဖြစ်လို့လဲလို့ သမီးတငယ်ချင်းမိတ်ဆွေတွေအကုန်လုံးကသမီးကိုချမ်းသာတယ်ဆိုပြီးတော့ပဲသိထားကြတာသမီးကတက္ကသိုလ်ကျောင်းတက်ထဲကဗဟန်းမှာအိမ်ကူနဲ့နေပါတယ်အမေကလည်းအင်္ဂလန်မှာနေပါတယ်ဆိုပြီးအားလုံးသိအောင်ပြောထားတာသမီးကိုလိုက်ပြီးတော့အမေအရှက်မခွဲပါနဲ့အဲ့ဒါကြောင့်အမေမလည်းလိုက်ရှာမလို့ အေးပါအမေကဟာသမီးပွဲရုံရင်လိုက်ဖို့ဝဲလည်းမတင်နဲ့အမေဖြစ်နေပြီပေါ့ဟာသမီးလေးကအေးအကူနဲ့နေတာလား အဲ့ဒါကြောင့်လည်းကြာအမေလိုက်ရှာမလို့သမီးကိုလိုက်ပြီးတော့အရှက်မခွဲပါနဲ့အိမ်မှာပဲအေးစစ်စစ်နေခဲ့ပေးပါ ဒါနဲ့ညီကိုငါမေးပါအောင်မယ်အင်္ဂလန်အမေကလာမလားလမ်းဘေးမှာဈေးရောက်နေတဲ့ဒေါ်မြရင်ဆိုတဲ့အဖွားကြီးကလာမလားဟမ်ဖြေလဲညီ နင်ကကို့မိဘတော်မှာပုံဝင်းစီမှာပုံဝင်းလေးနင်မချပြရဲတဲ့မိမလေးက तू ကလေဘာမှတသေးသမီးမဟုတ်ဘူးသူ့အမေကလည်းအင်္ဂလန်မှာမဟုတ်ဘူးလမ်းဘေးမှာဈေးရောက်နေတဲ့ဈေးတယ်မကြီး तू ကလည်းစင်ရသားသားသမီး သမီးလေးရဲ့ဘဝမှာအမေဟာစူညောက်ကလေးတစ်ခုလိုဖြစ်နေပြီဆိုတာအမေသိလိုက်ရပါပြီ